American နဲ့ညှိနှိုင်းသဘောတူညီမှုတစ်ခုခုရယူနိုင်ဖို့အီရန်မှာအချိန်များကြီးမကျန်တော့ဘူးလို့ American သမ္မတ Donald Trump ကသတိပေးချိန်ချောက်သွားခဲ့ပါတယ်။ American နဲ့သဘောတူညီမှုတစ်ခုခုရယူဖို့ဒါမှမဟုတ် Hormuz ရေလက်ကြားကိုပြန်ဖွင့်ပေးဖို့အီရန်ကိုသူက10ရက်အချိန်ပေးထားပြီးဖြစ်ကြောင်းအခုတော့အီရန်အတွက်အချိန်ကကုန်တလောက်ဖြစ်နေပြီးသဘောတူညီမှုမရခဲ့ရင် American ဟာအီရန်အတွက်ငရဲမိုးရွာပေးလိုက်မှာဖြစ်ကြောင်း Trump ကဧပြီလ4ရက်နေ့မှာပြောကြားခဲ့ပါတယ်။အီရန်လေကြောင်းကာကွယ်ရေးစနစ်တွေကဧပြီလ3ရက်နေ့မှာ American တိုက်လေယာဉ်2စီးကိုပစ်ချခဲ့ပြီးချိန်မှာ Trump စီကအခုလိုသတိပေးမှုထွက်ပေါ်လာတာပါ။အီရန်စစ်တပ်ဟာ F-15E တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ပြီးလေယာဉ်မှုတအုပ်ကိုရှာတွေ့ခဲ့ပေမဲ့နောက်တအုပ်ရဲ့အခြေအနေကတော့ဧပြီလ4ရက်နေ့ညပိုင်းအထိအတိအကျမသိရသေးပါဘူး။နောက်ထပ်ပြစ်ချခံရတာကတော့မြေပြင်ကိုပြစ်ကူပေးနေတဲ့ mission တွေမှာအဓိကတာဝန်ယူလေးရှိတဲ့ A-10 တစ်စီးဖြစ်ပါတယ်။လေယာဉ်ဟာမဟာမိတ်ကူဝိတ်နိုင်ငံလေးပိုင်နက်ထဲရောက်တဲ့အထိပြန်လာနိုင်ခဲ့ပြီးလေယာဉ်မှုကဘေးကင်းကင်းခုန်ထွက်နိုင်ခဲ့ပြီးတော့လေယာဉ်ကတော့ပြတ်ကျသွားခဲ့တယ်လို့သိရပါတယ်။ Trump ကသူဟာအီရန်ရဲ့တပ်မဟာကိုရောအရက်ဖက်ဓာတ်အားပေးအခြေခံအဆောက်အုံတွေကိုပါတိုက်ခိုက်စေဖို့အမိန့်ပေးလာနိုင်ကြောင်းလည်းချိန်ချောက်ခဲ့ပါသေးတယ်။ American စစ်တပ်ဟာအီရန်မှာလက်ရှိကျွင်းကျန်နေတဲ့အရင်းမြစ်တွေကိုတိုက်ခိုက်ဖို့စတော့မစရသေးဘူးလို့လည်းသူကဆိုပါတယ်။အီရန်လောက်ရမယ့်တခုတည်းသောကိစ္စကတော့အချိန်နှောင်းမသွားခင်သဘောတူညီမှုတစ်ခုခုရယူဖို့ဖြစ်ပြီးအဲ့လိုမဟုတ်ရင်တော့အီရန်ဆိုတာခမ်းနားတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်းပြစရာမကြံတော့တဲ့အထိဖြစ်သွားလိမ့်မယ်လို့ Trump ကသတိပေးသွားပါတယ်။တိုက်လေယာဉ်တွေပြစ်ချတာမခံရခင်တရက်တုန်းက Trump ဟာအီရန်မှာဆင်နွှဲနေတဲ့ American စစ်စင်ရေးတွေဟာအဆုံးသတ်လို့နီးပါးအဆင့်ထိရောက်နေပြီလို့လည်းတနိုင်ငံလုံးကိုလိမ့်မှုပြီးမိန့်ခွန်းပြောခဲ့ပါတယ်။ Democratic Party ကိုစားပြုအောက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Seth Moulton ကတော့တိုက်လေယာဉ်2စီးပစ်ချခံရတဲ့အပြင်ပျောက်ဆုံးနေသူ F-15E လေယာဉ်မှုကိုလိုက်ရှာနေတဲ့ရဟတ်ယာဉ်2စီးပါအီရန်ရဲ့ပစ်ခတ်မှုတွေထိမှန်ခံရတဲ့အခြေအနေကိုကြည့်ရင်အသာစီးရနေတာကအီရန်ဖြစ်နေတယ်လို့သတ်မှတ်နိုင်ကြောင်း Trump ကတော့သူ့ကိုယ်သူလည်းဘာလို့နေမှန်းတော့သိပုံမရပဲပြည်သူတွေကိုလည်းလိမ်လည်နေကြောင်းဆွဆွဲသွားခဲ့ပါတယ်ရှင်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်3ခုကိုတဘာဝဘေးရန်ရဲ့ဆိုင်ရာအရေးပေါ်ဆုံးတွေဖြစ်သတ်မှတ်ကြေညာလိုက်ပါတယ်။အဲဒီဒေသတွေမှာတော်မီလောင်ကျွမ်းမှုတွေကိုစ조사နှိမ့်သက်နေရသလိုအစိတ်အတောက်ဓာတ်ငွေတွေအရန်များပြားပြီးလေထုညဉ့်ညမ်းမှုကလည်းဆိုးရွားနေတာကြောင့်အခုလိုအရေးပေါ်အခြေအနေတွေအသီးသီးကြေညာခဲ့တာလို့သိရပါတယ်။ချင်းမိုင်လန်ဖန်နဲ့ဖရာအိုပြည်နယ်တွေမှာနေ့စဉ်လေထုညဉ့်ညမ်းမှုအခြေအနေဇက်တိုက်ဆိုးရွားနေခဲ့တာပါ။အခုလိုအရေးပေါ်အခြေအနေကြေညာလိုက်ခြင်းအပြင်ပြည်내အစိုးရအသီးသီးဟာအရေးပေါ်ရန်ပုံငွေခွဲတမ်းတွေကိုထုတ်နှုတ်သုံးစွဲခွင့်ရှိလာတော့မှာဖြစ်ပါတယ်။ပြည်ထောင်ဝန်ကြီး Onsis Sampontharat ကပြည်내3ခုကိုအရေးပေါ်ဆုံးတွေအဖြစ်ကြေညာကြောင်းသတင်းကိုဧပြီလ4ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ချင်းမိုင်ဟာအဲ့ဒီနေ့မှာကမ္ဘာလေထုညဉ့်ညမ်းမှုအခြေအနေအဆိုးဆုံးမျိုးအဖြစ်9ရက်ဇက်တိုက်မှတ်တမ်းဝင်ထားခဲ့တယ်လို့ဆွစ်ဇာလန်အခြေစိုက်လေထုညဉ့်ညမ်းမှုစောင့်ကြည့်ရေးအဖွဲ့ IQA ရဲ့အချက်အလက်တွေအရသိရပါတယ်။အောင်စစ်ကပြည်내3ခုမှာအရေးပေါ်အခြေအနေတွေတတ်မှတ်ကြေညာခဲ့တာနဲ့ပတ်သက်လို့ဒေသခံတွေအလွန်အကျွံစိုးရိမ်ဖို့မလိုကြောင်းပြောကြားခဲ့ပါတယ်။အဲဒီလိုကြေညာခဲ့ခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့တဘာဝဘေးရန်ရဲ့ဆိုင်ရာကုညီထောက်ပံ့ရေးရန်ပုံငွေတွေပို့ပြီးထိထိရောက်ဖြန့်ဖြူးနိုင်စေဖို့နဲ့လက်ရှိကြုံနေတဲ့စိန်ခေါ်မှုတွေကိုထိထိရောက်တုံ့ပြန်နိုင်အောင်သာဖြစ်တယ်လို့ဝန်ကြီးကရှင်းပြသွားခဲ့ပါတယ်ရှင်။